ဒီဗီဒီယိုလေးမှာတော့ Avast Server မှာရောက်နေပြီဖြစ်ပြီးညိုကီတို့ညိုမီတို့သဘောကျအကြိုက်တွေ့စေမယ် event တစ်ခုအကြောင်းကိုပြောပြပေးသွားမှာပါအားလုံးပဲမင်္ဂလာပါ Hockey World Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာပြောပြပေးသွားမှာကတော့ Express 2.0 ရဲ့ Angela နဲ့ Ruby Express 3.0 ရဲ့ Chang'an နဲ့ Leslie တို့၄ကောင်လုံးပါဝင်လာတဲ့ Express event ကြီးအကြောင်းပါဒီဟာက resale event ရင်းဆိုပေမဲ့မဖောက်လိုက်ရတဲ့သူတွေအတွက်ဖြစ်ပြီးအရန်လှတဲ့ animation series skin တွေကတစ်ခုလို့ပြောရင်မှားမယ်မထင်ပါဘူးပထမဆုံးအနေနဲ့ event က Express 2.0 နဲ့ 3.0 ဆိုပြီး KOF တုံးကလို့နှစ်ချမ်းခွဲပြီးလာမှာပါ Daily One Draw ကိုတော့ 50% off ဖြစ် Diamond 105လုံးနဲ့လှည့်ရမှာဖြစ်ပြီး First Time Draw ကိုတော့ 50% off ဖြစ် Diamond 1050နဲ့လှည့်ရမှာပါကိုလိုချင်တဲ့ skin ကိုရွေးချယ်ပြီးလှည့်လို့ရတဲ့အပြင် off ကျနိုင်မဲ့ box တွေကိုလည်းလှည့်တဲ့ဘက်ကိုပြောင်းမိမှာပါ free token တွေအနေနဲ့က2ကြိမ်လာမှာဖြစ်ပြီးတစ်ကြိမ်ကို16ကတ်နဲ့ Express ရဲ့ထုံးစံအတိုင်း32ကတ်ရနိုင်မှာပါ event မှာပထမဆုံးတန်း draw အတွက်မပိုင်ဆိုင်ရသေးတဲ့ epic skin ဒါမှမဟုတ် epic skin ထပ်ပိုကောင်းတဲ့ skin တစ်ခုကိုရရှိနိုင်မှာပါဒါဆိုပါဝင်လာမဲ့ skin လေးတွေကိုပြပေးမယ်နော်ဒါအပြင် exclusive item ထဲမှာအဲ့ skin ၄ခုရဲ့ scale stage ကိုဖောက်လို့ရမှာဖြစ်ပြီးအကြိမ်100ဆိုရင်ကျင်းဒီပေါက်ရနိုင်မှာပါ recall ကိုတော့အကြိမ်200ဆိုကျင်းဒီပေါက်ရနိုင်မှာဖြစ်ပြီး key notification ကိုတော့အကြိမ်150ဆိုကျင်းဒီပေါက်ရနိုင်မှာပါအဲ့ဒီတော့ပူဇာစရာကိုရှိတဲ့သူတွေအတွက်ကြိုစဉ်းစားထားရမှာဖြစ်ပြီး FA တွေအတွက်ကတော့ပိုက်ပိုက်လေးစုထားရမှာပါအနားနီးရင် event ဖောင်နီးလေးလည်းပြောပြပေးအောင်ပါမို့အဲ့ဗီဒီယိုလေးပါပြတွေ့ကြမယ်နော်